ငါရောက်ဖကျေးဇူးကြောင့်ဒီကိုရောက်ခဲ့တာအသက်80ကျော်မှပကံဖျားကိုကိုယ်တိုင်ကိုကြဖူးဘူးတယ်ဒီကိုမောင်နှမတွေကောင်းလို့ဒီကိုရောက်တာအိုးဒီဘက်မှာလည်းအများကြီးဟာလဲဝင်ရိုးစံတညာညာပကံဖျားပေါင်းဆိုတာဒါမျိုးကိုပြောတာလေအေးထဲဝင်ဒါအလူတော်ပြည့်